ကြတော့ ready to wear ဘတန်ကိုသွားပေးပါမယ်အဲ့တော့စဆွဲမယ်ဆိုရင်တော့ချမ်းနေစားပြီးတော့ဆွဲပေးပါမယ်ကဲဒါဆိုရင်စဆွဲမယ်ဆိုရင်ကိုရှည်ကိုလက်မ20နဲ့အစာသွင်းပေးထားမယ်ပခုံးမြင့်ကို9လက်မအောက်ကို3.6လက်ပင်မသည်အပေါ်ကို3လက်မအောက်ကို1ခွဲအထဲကို2.4 3လက်မနဲ့6စိမ့်နဲ့ဆန်ကိုရှည်ကိုတဝက်ဝက်သူ့တဝက်ကနေပြီးတော့မှရင်ကိုအဆက်ချမြင်မတက်တဲ့ထောင်ပခုံး6စိမ့်ကနေမှချမ်းမြင်ဆွဲမယ်3ပုံပုံမယ်ပြီးရင်မြင်ဆွဲမယ်နောက်ရင်ကျမြင်ဆွဲပေးထားမယ်ပခုံး6စိမ့်ကနေမြင်မတက်တဲ့ထောင်နောက်ရင်ကျ9လက်မရင်10လက်မချိုင်း10လက်မနောက်ရင်ကျနဲ့ရင်မြင်နဲ့ကိုပေကွေးနဲ့ဆန်တင်နေရာကနေတင်ဖြည့်17လက်မအစားသွင်းမယ်ရင်နဲ့တင်နဲ့ဆက်ပေးထားမယ်ဒါဆိုရင်နောက်ချမ်းအဲ့တော့ဒီနောက်ချမ်းရပြီဆိုရင်မတို့ကနောက်ချမ်းနဲ့ကိုပုံစံတူတစ်ခုညှက်ချပေးပါမယ်အဲ့တော့ဒီမှာနောက်ချမ်းနဲ့ပုံစံတူညှက်မယ်ကဲဒါဆိုရင်နောက်ချမ်းရသွားမယ်အဲ့တော့နောက်ချမ်းရပြီဆိုရင်နောက်ချမ်းကိုဖယ်လိုက်မယ်ဖယ်ပြီးပြီဆိုရင်ရှေ့ချမ်းပြောင်းမယ်ရင်မြင်ဆွဲမယ်ရှင်းရင်ကျမြင်ဆွဲပေးထားမယ်ပခုံးကနေပြီးတော့မှ4စိတ်ဆင်ပေးထားမယ်ရှင်းရင်ကျကို4စိတ်ဝင်ပြီးတော့ရှေ့ချမ်းချိုင်းကိုဝိုင်းလက်ပင်မောက်တီ6လက်မဆောင်ပြီးတော့မှပေကွေးနဲ့ဝိုင်းပေးထားမယ်ပြီးခွဲချောင်းအနေနဲ့အမတို့ကအထဲကိုဘယ်လောက်ဝင်ပေးလိုက်မလဲဆိုတော့1လက်မဝင်ပေးထားမယ်တလမဝင်ပြီးတော့မှဒီခွဲချောင်းအကျယ်ဒီမလို့အောက်အစင်းလေးကို2ခွဲလောက်ဆင်ပေးထားမယ်အဲ့တော့တလမဝင်2ခွဲဆင်အဲ့ဒါပြီးပြီးဆိုတော့မှအမတို့ဒီမှာဘာကိုဖြတ်ချမယ်ဆိုတော့ရှင်းရင်ကျကနေမှအပေါ်ကိုတလမတက်ပြီးတော့ဒီလိုတစ်စောင်းဖြတ်ချမယ်ကဲဒါဆိုရင်ဒါကအပိုင်း1အပိုင်း2အဲ့တော့ဒီအပိုင်း2ပိုင်းကိုဖြတ်ချမယ်ဖြတ်ချတဲ့ခါကျရင်ရှည်ချမ်းချမ်းရဲ့ပခုံးမြင်းရဲ့ပြီးပြီဆိုရင်လက်ပင်ပေါက်ပြီးအပေါက်ကိုဖြတ်ချမယ်အဲ့ဒါပြီးပြီဆိုမှအပိုင်း2ပိုင်းကိုဖြတ်ချလိုက်မယ်အဲ့တော့ဒါဒီအပိုင်း1ဒါဒီအပိုင်း1အဲ့တော့2ပိုင်းရပြီဆိုရင်မှလက်ပတံလေးကိုဆက်သွားပါမယ်လက်သွားတဲ့ခါကျရင်အမတို့ဒီရိုးရိုးလက်ကိုအရင်စဆွဲပေးမယ်လက်အရှိကို17လောက်ယူပေးထားမယ်ပြီးလို့ရှိရင်အောက်ကိုကြတော့အတွန်းထဲမှာဖြစ်တဲ့အတွက်ဂျိုင်းနဲ့ပြိုင်တူပေါင်းခတ်မယ်10လက်မအဲ့တော့သူ့ရဲ့ဂျိုင်းကိုလည်း10လက်မထားမယ်လက်ဝါးကိုလည်း10လက်မထားပြီးတော့မှနှစ်ခုကိုဆက်လိုက်မယ်ရိုးရိုးလက်အရင်ဆွဲမှာဖြစ်တဲ့အတွက်၄ခွဲပုံသေးဝင်ပေးထားမယ်ဂျိုင်းနဲ့ဂျိုင်းဝါနဲ့ကိုဆက်3ပုံပုံ2စိတ်ဝင်4စိတ်ထွက်သူ2စိတ်ဝင်4စိတ်ထွက်ကိုလာဆက်ပေးထားမယ်ပြီးပြီဆိုတော့မှအပြေပေါင်းလိုချင်တဲ့အတွက်အပေါ်ကိုတိုင်ကြီးဘယ်လောက်ထည့်လိုက်မလဲဆိုတော့2လက်မတက်ပေးထားမယ်ဒီ2လက်မတက်တာဒီအမတို့ဘာနဲ့လာပြီးတော့မှဆက်ပေးထားမလဲဆိုတော့ဒုတိယပုံပေါ့နော်အဲ့ပုံ2စိတ်ဝင်ထားတဲ့အပုံလေးကိုလာပြီးတော့ပေကွင်းနဲ့ဝါပေးထားမယ်ဒါကအပြေပေါင်းပေါ့နောက်ထားဆိုအပြေပေါင်းလေးရသွားမယ်ကဲအဲ့ဆိုမှလို့လက်ကိုညှက်ချမယ်ဟုတ်ပြီလားပြီးတော့မှအောက်မှာအတွန်းတွန်းလိုက်เนาะကဲဒါဆိုရင်အမကုဆွဲပြတဲ့အင်ဂျီပုံလေးကဒီပုံစံလေးပါ